မျိုးသားတယောက်ဟာအဲ့ရကနိုးနိုးချင်းမှာပဲရုတ်တရက်ဆိုသလိုပောက်ကွဲတန်ကြီးတစ်ခုကိုကြားလိုက်ရပါတယ်သူပြတင်းပေါက်ကနေလမ်းကြည့်လိုက်တဲ့အခါအပြင်ဘက်မှာမိခိုးလုံးကြီးတွေအလိမ့်လိမ့်တက်နေတာကိုတွေ့လိုက်ရတယ်ဘာဖြစ်တာလဲဆိုတာသိချင်တာနဲ့ဝရန်နာကိုအပြေးလွှတ်ထွက်ကြည့်တော့ဟယ်လီကော်ပတာတစ်စီးဟာထိန်းချုပ်မှုလွတ်သွားပြီးအနီးနားကအထက်မြင့်အဆောက်အုံကြီးတစ်ခုကိုဝင်တိုက်မိသွားတာကိုမြင်လိုက်ရတာပါပဲမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်သူအရန်ကိုတုံးလုံးခြောက်ချသွားပါတယ်အဲ့ဒီအချိန်မှာပဲအောက်ထပ်ကနေပြီးကြောက်လန့်တကြားအော်ဟစ်ငိုယိုတန်တွေထွက်ပေါ်လာပါတယ်သူအောက်ကိုငုံကြည့်လိုက်တဲ့အခါမှာတော့လူတွေဟာအသက်လူပြီးပြေးလွှားနေကြတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီလူအုပ်ထဲမှာသူ့ရဲ့ရည်စားဖြစ်သူကိုလည်းမြင်လိုက်ရပါတယ်သူမကိုလှမ်းခေါ်မဲ့အလုံးမှာပဲထူးဆန်းတာတစ်ခုကိုသူတွေ့လိုက်ရတယ်သူရည်စားနဲ့တခြားလူတွေဟာအဖိုးကိုတယောက်ကိုမြေပြင်ပေါ်မှာဖိနှိပ်ထားပြီးအငမ်းမရဝိုင်းဝန်းကြိုက်ခဲနေကြတာပါသူဟာဘာတွေဖြစ်ပျက်နေမှမသိပဲဇဝေဇဝါဖြစ်နေတဲ့အချိန်မှာပဲအိမ်ကြီးချင်းတယောက်ကသူ့အိမ်ထဲကိုရုတ်တရက်ပြေးဝင်လာပါတယ်အပြင်မှာအရန်အနေရများနေလို့သူ့ကိုဒီမှာခိုလုံခွင့်ပေးဖို့အကူအညီတောင်းတာပါအဲ့ဒီအချိန်မှာပဲ TV သတင်းမှာမြို့ထဲမှာဇွန်ဘီဗိုင်းရပ်စ်တွေပြန့်နှံ့နေပြီဖြစ်ကြောင်းအတိုက်ခံရသူမှန်သမျှဇွန်ဘီအဖြစ်ပြောင်းလဲသွားမှာဖြစ်ကြောင်းသတိပေးချက်တက်လာပါတယ်အိမ်ကြီးချင်းဖြစ်သူကသူ့ရဲ့တန်ရာကိုလက်နဲ့အုပ်ထားတာကိုမြင်လိုက်တဲ့အခါမှာတော့တခုခုမားနေပြီဆိုတာသူရိပ်မိလိုက်ပါတယ်သူဟာချက်ချင်းပဲဓာတ်တစ်ချောင်းကိုကင်လိုက်ပြီးအိမ်ကြီးချင်းကိုအိမ်ပြင်ထွက်သွားဖို့ချင်းချောက်လိုက်တယ်နောက်တစ်စက္ကန့်မှာပဲအိမ်ကြီးချင်းရဲ့မျက်လုံးတွေဟာနီးရဲလာပြီးခန္ဓာကိုယ်ဟာလည်းထိမ့်မရအောင်ဖြစ်လာပါတယ်ဒါပေမဲ့သူ့ရဲ့ချင်းချောက်မှုအောက်မှာအတိစိတ်အနှဲငယ်ကြံသေးတဲ့အိမ်ကြီးချင်းဟာအခန်းထဲကနေထွက်သွားခဲ့ပါတယ်သူလည်းချက်ချင်းပဲတကားကိုအလုံးပိတ်လိုက်ပါတယ်မကြခင်မှာပဲအပြင်ဘက်ကနေအော်တန်တွေထွက်ပေါ်လာပြီးတကားမှန်ပေါက်ကနေချောင်းကြည့်လိုက်တဲ့အခါဇွန်ဘီတကောင်ကိုတွေ့လိုက်ရတာကြောင့်သူအရန်ကိုထိတ်လန့်သွားပါတယ်အဲ့ဒီအချိန်မှာပဲသူ့ဖေစီကနေဘာပဲဖြစ်ဖြစ်အသက်ရှင်အောင်နေပါဆိုတဲ့စာတိုးလေးတစ်စောင်ရောက်လာပါတယ်မတင်ကာတာနဲ့မိဘတွေစီကိုသူချက်ချင်းဖုန်းဆက်ကြည့်ပေမဲ့တစ်ဖက်ကနေအော်ဟစ်တန်တွေကိုပဲကြားလိုက်ရပါတော့တယ်သူစိတ်သက်တွေအကုန်ပြိုလဲသွားပါပြီသူ့မိဘတွေလည်းဇွန်ဘီတွေဖြစ်သွားပြီဆိုတာသူနားလဲလိုက်ပါတယ်အသက်ရှင်ကြံရစ်ဖို့အတွက်သူဟာပြတင်းပေါက်တွေကိုသတင်းစာတွေနဲ့ကတ်လိုက်ပြီးဇွန်ဘီတွေထဲကိုကျူးကျော်မဝင်နိုင်အောင်ရေခဲတစ်တာကြီးနဲ့တကားကိုပိတ်ဆို့လိုက်ပါတယ်မိသားစုကိုဆုံးရှုံးလိုက်ရတဲ့နာကျင်မှုတွေနဲ့အတူသူဟာစိတ်တက်ကြပြီးမောပန်းနွမ်းနယ်စွာနေထိုင်ရင်းနဲ့ရက်ပေါင်း30တောင်ကုန်ဆုံးသွားခဲ့ပါတယ်အချိန်တွေကြာလာတာနဲ့အမျှသူဟာဝမ်းနည်းမှုတွေကနေတဖြည်းဖြည်းရုံထွက်လာနိုင်ပါတယ်တနေ့မှာတော့အိမ်ကရေတွေပြတ်သွားသလိုစားနပ်ရိက္ခာတွေကလည်းကုန်တလောက်ဖြစ်နေပါပြီစားစရာရှာဖို့အတွက်သူဟာအပြင်ကိုထွက်ဖို့စွန့်စားလိုက်ပါတယ်လေးလံနဲ့တုတ်တစ်ချောင်းကိုကင်ပြီးအပြင်ထွက်လိုက်တာနဲ့ဇွန်ဘီတအုပ်ကသူ့စီကိုပြေးဝင်လာပါတော့တယ်သူလည်းအသက်လူပြီးပြေးရင်နောက်ဆုံးမှာအိမ်ထဲကိုပဲပြန်ဝင်လာခဲ့ရပါတယ်ရေခဲတက်တာကြီးနဲ့တကားကိုအတင်းပြန်ပိတ်ပြီးတေဘေးကနေတီလေးလွတ်မြောက်ခဲ့တာပါရက်အနှဲငယ်ကြတဲ့အခါမှာတော့အစားအစာတွေအားလုံးကုန်သွားပါပြီသူဘလို့မှဆက်ပြီးတောက်မခံနိုင်တော့တဲ့အဆုံးကြိုးကွင်းဆွပြီးကိုအဆုံးစီရင်ဖို့ပြင်ဆင်ပါတော့တယ်ကလတ်ထိုင်ကိုကန်ထုတ်တော့မဲ့အချိန်မှာပဲမျက်စိကတစ်ဖက်တိုက်ရဲ့ဝရန်နာမှာအမျိုးသမီးတစ်ယောက်ကိုလှမ်းမြင်လိုက်ရပါတယ်တလကျော်အတွင်းသူမြင်ဖူးသမျှပထမဆုံးပုံမှန်လူသားတစ်ယောက်ပါသူမကိုမြင်လိုက်ရတာကသူ့အတွက်အသက်ရှင်ခြင်းစိတ်ကိုပြန်လည်ဖြစ်ပေါ်စေပါတယ်နောက်တစ်နေ့မှာတော့သူကပဲစတင်ပြီးသူမကိုနှုတ်ဆက်လိုက်ပါတယ်ဇွန်ဘီတွေကအောက်ထပ်မှာအမြဲရှိနေတာကြောင့်သူတို့နှစ်ဦးဟာစက်ကူပေါ်မှာစာရေးပြီးဆက်သွယ်ကြပါတယ်အဲ့ဒီအချိန်မှာပဲဇွန်ဘီတစ်ကောင်ဟာအမျိုးသမီးရှိတဲ့အပေါ်ထပ်ကိုတွေ့တက်လာပါတယ်ဇွန်ဘီရဲ့အာယုံကိုလွှဲဖို့အတွက်သူကပလင်းတစ်လုံးနဲ့လှမ်းပေါက်လိုက်ပါတယ်ဇွန်ဘီကသူ့စီကိုဥတီလာပေမဲ့ပလင်းကွဲတန်ကြောင့်အပြင်ကတခြားဇွန်ဘီတွေပါထပ်ရောက်လာပါတော့တယ်သူဟာတိုးဆုံမနေပဲဝရန်နာတကားကိုအမြန်ပိတ်တကားမကြီးကိုလည်းရေခဲတက်တာနဲ့အတင်းတုံးပြီးခုခံထားပါတယ်ဒါပေမဲ့အနေရကမပြီးသေးပါဘူးဇွန်ဘီတစ်ကောင်ကဝရန်နာအထိရောက်နေပါပြီသူဟာတုတ်ကိုဆွဲကင်ပြီးတိုက်ခိုက်ဖို့ပြင်လိုက်ပါတယ်ဇွန်ဘီကမှန်တကားကိုခွဲပြီးအထဲဝင်လာတဲ့အချိန်မှာပဲသူကအပြေးလွှားသွားရောက်တက်ဖြတ်လိုက်ပါတယ်ပြီးနောက်မှာတော့